ဆောဘုရားကဝေသာလီပြည်ကိုယတနာတုတ်ကြီးဟောဖို့ကြွတာကြားဝင်နော်ဝေသာလီပြည်မှာဟုတ်လားဘေးကြီးတွေစိုက်လို့ဘလို့မှကုစားလို့မရလို့ဘုရားမရှိတဲ့တန်ခါတော်တွေကိုပင့်ဖို့ကြိုးစားကြတာဟုတ်လားအဲ့ဒါမြတ်စွာဘုရားရာဇဂိုမှာသတင်းသုံးနေတာဗိမိတာရမင်းကြီးပိုင်တဲ့ရာဇဂိုမှာဟုတ်လားအဲ့မြတ်စွာဘုရားကြွမယ်ဆိုတော့ဗိမိတာရမင်းကြီးကလည်းသူပိုင်တဲ့နေထီရောက်အောင်တကုံကုတ်ကားတွေတဲပြူတွေအကုန်ခင်းရာဇမတ်တွေအကုန်ကပန်းနေကျဲဟုတ်လားမြတ်စွာဘုရားကိုထီးပြူနှစ်ချက်နဲ့ယဟန္တာ900ကိုထီးပြူတစ်ချက်စီဟောကဝေသာလီကလည်းဘလို့ကျိုးနေတာလိတ်ဆွေမင်းတွေကအဲ့ဒီလိုပဲကျိုးနေတာရာဇဂိုပိုင်တဲ့ထီရောက်အောင်ဟုတ်လားအဲတဲပြူတွေခင်းရာဇမတ်တွေကငပြောပင်တွေစိုက်ပန်းနေအကုန်လုပ်ပြီးတော့ထီးပြူမြတ်စွာဘုရားကို4ချက်ယဟန္တာတွေကိုထီးပြူ2ချက်အဲ့တိုင်းကျိုးတာဟုတ်လားအပြန်ကြတော့ဒီထီးပြူတွေကပို့တော့များလားထီးပြူ8ချက်ရဟန္တာတွေကို4ချက်အဲ့ဒါလို့ကြိုတာဟုတ်လားကင်္ဂါမြေထဲမှာနတ်တင်နဂါးတွေကလည်းမြတ်စွာဘုရားကိုပူဇော်ကြတယ်အဲ့ဒီခကြီးစဉ်မှာအံ့ဩတာဗောနော်ပုထုဇဉ်ဉာဏ်တွေအရန်အံ့ဩကြတယ်မြတ်စွာဘုရားရဲ့ဘုံတော်ကအလွန်ကြီးပါလားနော်ဒီရာဇဂိုနဲ့ဝေသာလီအိုးရေးကြီးကိုဒီလိုမျိုးခက်ခက်နာနာကြီးကြွသွားတာပြန်လာတော့လေဒီလိုကြွလာတာအဲ့ဒါနဲ့မြတ်စွာဘုရားရဲ့ဂုဏ်ကျေးဇူးတွေကိုဝိုင်းပြီးချီးမွမ်းကြတယ်။မြတ်စွာဘုရားရဲ့ဖြည့်ဆည်းတော်မူခဲ့တဲ့ပါရမီတရားတွေအလွန်မှကြီးမားပါလား။အဲ့ဒီမှာမြတ်စွာဘုရားတဲ့အခုလိုရရှိတဲ့ဒီပူဇော်ခံရတယ်ဆိုတဲ့အကျိုးကျေးဇူးဆိုတာနော်ဟိုတုန်းကဖြည့်ခဲ့တဲ့ပါရမီတွေအများကြီးအဲ့ဒါတွေကြောင့်မဟုတ်ဘူးတဲ့။ငါတခုသောဘဝတုန်းကငါပြုခဲ့တဲ့ကုသိုလ်ကောင်းမှုအနည်းငယ်များရှိတယ်။အဲ့ဒီအနှဲငယ်များသောကုသိုလ်ကောင်းမှုလေးကြောင့်ဒီအကျိုးကျေးဇူးကိုငါရတာဆိုပြီးတော့ရသော်ဘုရားဇတ်တော်လေးတခုဟောတယ်ဟုတ်လားအဲ့ဒီဘဝတော့ဘုရားလောင်းကသင်္ခပါဠလို့အမည်ရတဲ့ပုံနာကြီးတစ်ယောက်ဖြစ်တယ်သူ့မှာသူတိမလို့အမည်ရှိတဲ့သားလေးတစ်ယောက်ရှိတယ်အဲ့ဒါအရွယ်ရောက်လာတဲ့အခါကျတော့အဲ့ဒီသူတိမကိုတက္ကသိုလ်ပြည်ကိုပညာသင်လွှတ်တယ်နော်ပညာသင်လွှတ်တဲ့အခါကျတော့အဲ့ဒါတက္ကသိုလ်ပြည်ရောက်သွားတာပေါ့လေရောက်တော့ဒီသားကသူကပါရမီထုခဲ့တဲ့သားလေးပညာသင်မှာပညာခဏနဲ့စုံတယ်ခဏနဲ့တက်တယ်ဒါပေမဲ့သူ့ရဲ့စိတ်ရဲ့လိုအပ်ချက်ကပြည့်စုံမသွားဘူးနော်ပညာတွေတော့တက်တယ်ဒါပေမဲ့ तू နားလေခြင်းနေတာ तू သိခြင်းနေတာတွေကရက်ဆိုင်မသွားဘူးသူ့ဆန္ဒတွေအဲ့ဒါနဲ့ဆရာကြီးကို तू မေးတယ်လောကရဲ့အဆုံးကိုဘယ်လိုရောက်နိုင်မှာတော့ပေါ့နော်အမှန်တော့ဒီဘဝပြည့်စေကဗုဒ္ဓဖြစ်မဲ့အမျိုးကောင်းသားပဲဟုတ်လားဆရာကြီးတို့ရဲ့ပညာမှာအစအဝဒမြင်တယ်အဆုံးကိုမမြင်ဘူးเนาะအဆုံးသက်ကို तू မတွေ့ရဘူးအဆုံးသက်မရှိဘူးဆိုလဲခံနေတာဟုတ်လားเนาะလောကရဲ့သဘောဟုတ်လား तू နားလေတယ်ဘယ်မှမရောက်ဘူးဒီနားတင်ခြားခြားလဲနေတာဆိုသိတယ် तू အဆုံးသက်ခြင်းဒီပြောရင်ဒီဒုက္ခတွေကိုဘာလို့အဆုံးသက်ခြင်းဘုန်းတော်ဘဝတကယ်တမ်းဘာလုပ်နေရတော့လဲနေရနော်မနေ့လင်းလာတဲ့အိယာထားတဲ့လှုပ်ရှားကြတဲ့ရှိလို့စားတဲ့တောက်တဲ့ဟာညာအိပ်ပြန်ပြီးနောက်နေ့မနေ့လင်းလာတယ်ဟာလဲနေတာဘယ်နည်းရှိပြီတော့နော်ဘယ်နှလားရှိပြီတော့လဲနေတာဟုတ်လားအဲ့လိုပဲမွေးပွားလာတဲ့အိုမင်းရင်ရောတဲ့သေဆုံးသွားတယ်နောက်ထပ်ပြီးတော့ဘဝပေါ်မှာနားလည်မှုမပြည့်စုံတဲ့အခါကျတော့မက်မောတယ်မက်မောတော့ဘဝကထပ်ရပြန်တယ်ရတော့တခါမွေးဖွားပြန်တယ်ဒီလိုနဲ့လဲတန်တရားဟာလဲနေတယ်အဆုံးကိုမရောက်ဟုတ်လားအဲ့အဆုံးကို तू ကမေးတဲ့အခါကျတော့ဆရာကြီးကလည်းနားလေတယ်ငါမသိဘူးတဲ့အဲ့ဒီအဆုံးကိုသိတဲ့လူကအိုးကန္ဓမာရဏတောင်မှာတရင်သုံးတယ်မပြည့်စေကဗုဒ္ဓအရှင်မြတ်တွေရှိတယ်သူတို့သိတယ်အဲ့ဒါသူတို့သွားမေးလို့ပြောတယ်တဲ့အဲ့ဒါနဲ့သူတိမသွားမေးတော့မင်းငါတို့လိုဒီလိုမျိုးဥပီကရုံတုံးပြီးတော့ဒီလိုလေးဝတ်နေမယ်သင်္ကန်းဝတ်မယ်ဆိုရင်ပြောပြမယ်လို့ပြောတာသူသင်္ကန်းဝတ်လိုက်တယ်မကြခင်မှာပဲပြည့်စေကဗုဒ္ဓဖြစ်တယ်ငယ်ငယ်ရွယ်နဲ့ဖြစ်သွားတာနော်ကျောင်းသားရွယ်လေးပါပဲအဲ့ဒါဆုံးခံကြွလာတယ်အဲ့ဒီတက္ကသိုလ်ပြအလွန်ကြည်ညိုကြတယ်သူ့ဒီမှာပြည့်စေကဗုဒ္ဓဆိုပြီးဟုတ်လားဒါပေမဲ့သူ့ရဲ့ကံတရားဘဝမှာအချာကြီးနေဖို့လုပ်ခဲ့တဲ့ကံတရားပါမလာဘူးအသက်တူတူလေးနဲ့ပြိဋိဘံဆန်သွားတယ်ဘုန်းတို့ဘာမှမသိတဲ့ပုထုဇဉ်မျက်လုံးနဲ့ကြည့်မှဆိုနှမျောစရာကြီးပေါ့နော်ဒါပေမဲ့ဘဝကဆုံးသက်သွားတယ်ပြည့်စေကဗုဒ္ဓဖြစ်ပြီးတော့ဆုံးသက်သွားဆိုတော့ယဟန္တာပုဂ္ဂိုလ်တွေကသူတို့ပြိဋိဘံဆံမဲ့နေ့ကိုတော့လာကစားတွေကလာကတုတ်ရက်ကိုစောင့်တယ်လို့ပြောတယ်ကျွတ်တို့ကသာယုံနာကိုအပြစ်မမြင်တဲ့အခါကျတော့တေးရမှာမဖြစ်နေတာတော့ကြောက်နေတာနော်ဒါလေးလည်းနားလည်ဖို့လိုတယ်ဟုတ်လားပြောကြပါစို့တူတူပြောကြပါစို့အဲ့ဒါသူပြိဋိဘံဆံသွားတော့
သူ့ရဲ့အယိုးဓာတ်တော်လေးကိုဇီဒီလေးတည်ထားဇီဒီကလည်းအကြီးကြီးမဟုတ်ပါဘူးအထိတ်အမှတ်ကလေးဇီဒီလေးတည်ထားဟုတ်လားအဲ့ဒါဟိုမှာကြံရိတ်ခဲ့တဲ့ဖခင်ကြီးသင်္ခပါဠပုံနာတစ်နှစ်နဲ့လဲသားပြန်မလားနှစ်နှစ်နဲ့လဲပြန်မလားတရင်လည်းမကြဟုတ်လားအဲ့ဒါနဲ့ဘလို့မှမနေနိုင်တော့လိုက်သွားတဲ့အခါကျတော့သူ့သားသူ့ဒီမကိုမေးတဲ့အခါကျတော့မြို့သူမြို့သားတွေကသူ့ဒီမကိုတွေ့ကျင်လာလိုက်ခဲ့ဆိုတော့အဲ့ဒီဇီဒီလေးရှိတဲ့နေရာခေါ်သွားတယ်ဒါပဲကြံတော့တယ်ဘလို့မှဖြေလို့မရဘူးရှင်မစီတီငိုကြွေးပြီးတော့ဘုရားလောင်းကြီးခံစားရတာပေါ့နော်အဲ့ဒါနဲ့သူ့ရဲ့သားရဲ့ဇီဒီလေးကိုကြည့်ပြီးတော့သူဘာလုပ်တော့သူဆောင်းခဲ့တဲ့ထီလေးကိုငါသားဇီဒီလေးနေမကူပါစေနဲ့ဟုတ်လားအဲဇီဒီလေးရဲ့ထိတ်အဲ့ဒီထီလေးကိုကျိုးလေးနဲ့ကတ်ချီတာနော်သူသားရဲ့ဓာတ်တော်လေးတွေကိုနေမပူပါစေနဲ့ငါသားရဲ့ဇီဒီရင်မြင်လေးတန့်ရှင်းပါစေနားမှာရှိတဲ့သဲတွေပါလေကျုံတဲ့အသဲတွေခင်းဟုတ်လားတော်ပန်းတောင်ပန်းလေးတွေခူးပြီးတော့သားရဲ့ဇီဒီကိုသူပူဇော်တယ်နော်သူလုပ်ခဲ့တာအများကြီးမဟုတ်ဘူးနော်ဟုတ်လားတဲ့ပြူခင်းတိုင်းရှိတယ်တပင်စိမ်းလေးတွေစိုက်ပေးမယ်ပန်းမင်းလေးတွေစိုက်မယ်ရှိတဲ့ပန်းလေးတွေနဲ့ပန်းမိုးလေးထိုးမယ်နော်ဇီဒီတော့ဘာလို့ထီလေးနဲ့လည်းမိုးပေးမယ်ဟုတ်လားအဲ့လိုလုပ်ခဲ့တာနော်အဲ့ဒီလုပ်ခဲ့တဲ့ကုသိုလ်ကခုမြတ်စွာဘုရားဖြစ်လာတဲ့နော်ဘဝမှာလာပြီးတော့အကျိုးပေးတာဘယ်ချိန်မှလာအကျိုးပေးတာနော်ရာဇဂိုနဲ့ဝေတာလေးကိုကြွတဲ့အခါမှာအကျိုးပေးတာအဲ့ဒီမှာမြတ်စွာဘုရားဒီဂါထာလေးကိုဟောတာနော်ကုသိုလ်ကောင်းဖို့ဆိုတာအကြောင်းအားလျော်ဆိုတာပြုခွင့်ကြုံလာရင်ပြုရတယ်ဟုတ်လားနည်းနည်းလေးသောကုသိုလ်ကောင်းမှုကိုပြုတော်လည်းပဲအကျိုးရလဒ်ဟာနည်းတယ်လို့အဆိုနိုင်ဘူးအဲ့ဒါဆက်ပြီးတော့စောစောကဂါထာလေးကိုဟောတာမတ္တဒုက္ခပရိစ္ဆာကပတ္တိစီဝိပုလံဒုက္ခနော်တိုင်းတာလို့ရတဲ့ချမ်းသာကိုစွန့်လို့တိုင်းတာလို့မရတဲ့ချမ်းသာကိုရမယ်ဆိုတာကိုများမြင်ခဲ့မယ်ဆိုရင်ဟုတ်လားဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ဟာစစီမတ္တဒုက္ခတည်တော့တမ္ပတ္တဝိပုလံဒုက္ခအများကြီးသောချမ်းသာကိုရဖို့အတွက်အနည်းငယ်များသောချမ်းသာကိုစွန့်ရမယ်လို့အဲ့လိုဟောတာမြတ်စွာဘုရားအဲ့တော့ဒီကထာလေးကိုအခြေခံပြီးတော့ဘုန်းတော်ကအများကြီးစဉ်းစားစရာကောင်းတယ်နော်ဒီဒါနာကောင်းမှုနဲ့ပတ်သက်ပြီးတော့ဆက်ပြီးတော့စဉ်းစားစရာကောင်းတယ်လို့သူ့တဲ့အစင်းမြင့်တဲ့လေးနဲ့တဲ့ရှုထောင့်ကနေကြည့်ပြီးတော့လည်းပဲ